ကဲဒါကတော့ American နိုင်ငံ La Viscas မြို့အတွင်းမှာ stage show ဖြော်ပြလေးရှိတဲ့ stage show ရုံနဲ့မီးလာတွေနဲ့ကြီးလို့မဝရှုလို့မဝကိုစီစဉ်ထားတာလမနာလောက်တတ်တဲ့လူတွေပဲတွင်းမှာ stage show ကွာကြော်လာရောက်ပြီးတော့ဖြော်ပြတဲ့ stage show ပြောင်းသွားပြီ now and Davi experience about it ဟိုဒါပြီတဲ့လာပြောင်းသွားပြီတမျိုးကမနာလှပါတယ်ဒါတွေကဒီ last speaker မျိုးဆိုတာညာဘက်မှာပို့ပြီးတော့လှတာနေပိုင်းဆိုရင်6ကတ်နေလို့ဆိုကြတယ်နေပိုင်းတော့မကြည့်ရသေးဘူးလက်ဖက်မှာနေပိုင်းကြည့်ရမယ်ဒါနာပိုင်းအလှတွေခုနလည်းပဲပုံနေကြည့်ခဲ့ပြီခုနလည်းပဲကမနာလှပါတယ်ကြည့်လို့မရှိလို့မရတဲ့ last speaker မျိုးညာပိုင်းအလှကဘာမှာကဲကဘာကြော်လာရောက်ပြီးတော့ဖြော်ပြတဲ့ stage show ဖြော်ပြတဲ့နေရာအတွင်းမှာ stage show ဖြော်ပြကြည့်လို့ရတာပေါ့နော်မလို့ဘယ်လောက်ကြီးမှပေးရမှာမသိဘူးတရားတဲ့လက်မှတ်ဟောတရားဆိုတော့မစိုးဘူးနော်ခဏလေးပဲပြတာလေဟုတ်လားဩမရေစုံလေးမီးတောက်ကဲဒီလောက်စီရပါပြီကြည့်ပြီပါအော်မျက်လုံးပွင့်နေတာဘာစီကြော်လေးကြောနေကြဟောလဲလွဲ့တာတော့ပေါ့ဒီလိုရတယ်ဒီလိုရတယ်တိုက်လှမ်းလွင့်နေရိုက်နေဒီမှာလွတ်မှာကဲဒါဘုဒ္ဓတာဖြစ်နေလွင့်ပေးတာပါအားလုံးနောက်ကြရင်ကိုယ့်ရဲ့ဘော်ရာတွေမိတ်ဆွေတွေ last speaker မျိုးလာရောက်ပြီးတော့လေပတ်လို့ရအောင်ဆူတောင်းပေးလိုက်ပါတယ်လာရောက်ပြီးတော့ကြည့်ရှုနိုင်ရအောင်ညာဘက်လှတော့လုံတမ်းမလှပါလေကဘာမှာဘယ်နေရာမှမရှိပါဘူး last speaker မျိုးရဲ့လာဘက်လှတယ် UK မှာလည်းတနေရာမှမရှိပါဘူး last speaker မျိုးရဲ့ညာဘက်လှကိုရှင်နိုင်တဲ့နေရာအနေမှာလည်းမရှိဘူးကဘာဘယ်နေရာမှမရှိတော့ပါဘူးခုနမြင်ခဲ့တဲ့နေရာဆိုလည်းလုံတမ်းမကိုလှပါတယ်Sport အေးမတမျိုးပြောင်းသွားပြန်ပြီဒီတလုံးနဲ့တွေကိုတော့လှနေပြီသလား